ပဲမင်္ဂလာပါရှင်အခုညီမရောက်ရှိနေရတော့အမှတ်934ပြီးစောတိကလန်တင်ကန်ကျွန်းကြီးစံပြကြီးရွာမင်္ဂလာတုံမြို့နယ်မှာရှိရဲ Next EV Workshop ရောက်ရှိနေရပဲဖြစ်ပါတယ်အခုပေါ့နော် Next EV မှာပါစာဝတ်တွေရရဆိုတော့ညီမသွားပြီးတော့မေးမြန်းမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါဦးရှင်မင်္ဂလာပါအမရေမင်္ဂလာပါညီမလေးလာညီမလေးဟုတ်ကဲ့ရှင်ဟုတ်အမဟွာလေးဒီ EV Workshop မှာပေါ့တော့ပါစာဝတ်တွေရနိုင်ဆိုတော့လာတော့မြင်ရတော့ဒီကြည့်တာပေါ့ဒီပါညီမလေးမရှင်းပြပေးမယ်နော်ဟုတ်ကဲ့ဟုတ်မတို့ဒီ workshop မှာဆိုလို့ရှိရင်ပေါ့လေမတို့ဒီကားနဲ့ပတ်သက်တဲ့ brand ကားမျိုးစုံပေါ့လေမတို့ကနေပြီးတော့စာပြုပြုလုပ်ပြီးရဲဒီကားဘယ်ကားမဆိုပေါ့လေနိုင်ရှင်းလို့ရတယ်maintain တဲ့ဘိုင်းတွေရော battery repair ဘိုင်းတွေရောအကုန်လုံးမတို့ဘက်ကနေတောင်းပြီးတော့လုပ်ပြီးတယ်ပြီးသွားလို့ရှိရင်ဘာထပ်လုပ်ပြီးရဲဆိုကျွန်တော်တို့ spare part တွေရှိတယ်spare part တွေဆိုလို့ရှိရင်စာချိုးမီရောဘာရောမှာ story ဆိုင်ရခဲ့တယ်အဲ့လို spare part တွေဆိုလို့ရှိရင်လည်းအမတို့ကျွန်တော်ဝယ်လို့ရတယ်အဆိုရေးစစ်စင်နဲ့ဆိုလို့ရှိရင်လည်းစစ်လို့ရတယ်အဆိုရေးစစ်တယ်ဆိုတာတော့ညီမလေးရဲ့ computer ဒီကျမလေးရဲ့အတွက်ပေါ့ဒီကျမလေးရဲ့အတွက်ကိုညီမလေးတို့ကဘလောက်ကျန်သေးတယ်အဆိုရေးဘလောက်ကျန်သေးတယ်ဆိုတော့စစ်နေဆိုရင်အမတို့ကျွန်တော်ကစစ်လို့ရတယ်အဲ့ခုနကဘိုင်းဆိုလို့ရှိရင်လည်းညီမလေးတို့စီးတဲ့အချိန်ကြလို့ရှိရင်လည်းဒီတင်နေဆိုရင်အမတို့ကျွန်တော်ကစီးလို့ရတယ်အော်အဲ့ဆိုအဲ့ခုနကညီမဖက်ကဟိုစစ်ဆေးဖို့အချိန်လေးရအောင်မစစ်ဖြစ်ဘူးဆိုရင်ဘယ်လိုမျိုးပေးထွက်ဆိုကြရရှိလားရှင်အဲ့တော့ကတော့ညီမလေးပေးထွက်ဆိုကြကတော့ညီမလေးအတွက်တော့ထိခိုက်နိုင်တယ်ထိခိုက်နိုင်တယ်ဆိုတာကွာဟိုညီမလေးတို့ကတော့ပေါ့ရောပဲပေါ့တည်ရမှာငါအဲကွန်ဖွင့်လိုက်တယ်အဲကွန်ကအေးနေတာပဲဆိုပြီးတော့ညီမလေးကပေါ့နေကြတယ်တကယ်တမ်းကျတော့အဲကွန်ကတော့ဘက်ထရီကအလုံးလုံးနေသေးရတော့အဲကွန်ကအေးမှာပဲဒါပေမဲ့ဘာဖြစ်မလဲဆိုတော့ဒီအမိုက်တွေပေါ့အဲ့ဒီမှာရှိတဲ့ပုံမုတ်တွေအမိုက်တွေအညစ်အကြေးတွေကများလာလေဘက်ထရီကပို့ပြီးအလုံးလုံးရတယ်ဖြစ်တဲ့အတွက်ဘက်ထရီရဲ့တက်ရော့သွားတယ်ညီမလေးရော့သွားတဲ့အတွက်ကြောင့်ညီမလေးရဲ့ဘက်ထရီကတက်ရှိခံမှာဘယ်လောက်ခံမလဲအဲ့အတွက်အဲ့ဟာစားသွားတဲ့အတွက်ကြောင့်အမှညီမလေးရဲ့ဘက်ထရီကတန်းတိုးသွားတဲ့ညီမလေးဘယ်လိုမျိုးထူးထူးရတော့ရှိရဲ့ဟုတ်ကဲ့ရှင်ဟုတ်ဒီအဲ့ဒီအချိန်မှာညီမလေးကဘာဖြစ်မလဲဆိုတော့ညီမလေးရဲ့ဟိုရှင်းဆုံးပြမယ်ဆိုရင်ဆက်နည်းကုန်မဲ့နေရာမှာပေါ့အများကြီးကုန်သွားမယ်အဲ့အတွက်ညီမလေးကဘက်ထရီအဲ့လိုမျိုးလေးမဖြစ်အောင်ရာချီမကုန်အောင်တင်းရချီမကုန်အောင်ပေါ့အဲ့လိုမျိုးလေးတရားလေးမတို့ဒီမှာအဲ့ကွန်တက်လာလေးကိုစစ်ပြမယ်ဆိုလို့ရှိရင်ညီမလေးဘယ်လောက်မှမကြောက်ဘူးလေတစ်နှစ်ကိုပေါ့တစ်ချိန်လောက်တစ်ချိန်လောက်စစ်ပြမယ်ဆိုလို့ရှိရင်ညီမလေးတော့ကတော်ကြီးကိုကောင်းသွားပြီအဲ့လိုလေးလုပ်ပြီးရတာညီမလေးရဲ့ဟုတ်ကဲ့ရှင်ဆိုချေခုချက်ချင်းပဲစစ်ဆေးလိုက်ပါတော့မြေ။အေးပါညီမလေး။ပြီးတော့နောက်တစ်ခုအနေနဲ့ညီမလေးမတို့ဒီမှာရှိသေးတဲ့ service တွေကလေစပိန်တွေပေါ့ဗီဒီယိုစပိန်လေးတွေကို e-file လို့ဆင်းနေဆိုလို့ရှိရင်လည်းမတို့လုပ်ပြီးတယ်။မတို့ဘက်မှာဟိုပစ္စည်းအစုံလေးနဲ့ပေါ့အားလုံးလက်ခအပြီးစီမလေးဘက်ကနေစပိန်ပြင်လည်းရတယ်။စပိန်မှာထည့်ပေးပါဆိုလို့ရှိရင်လည်းရတယ်မတို့ဒီမှာအကုန်လုံးလုပ်ပြီးတယ်။ပြီးရင်အဲ့စပိန်တွေမဟုတ်ဆိုင်ကယ်တွေရော high jet တွေရောဗာတွေအကုန်လုံးကိုလည်းစီကားကနေပြီး EP ချင်းနေဆိုရင်လည်းမတို့ဘက်ကနေချင်းပြီးတယ်ညီမလေးဟုတ်လား e-bike ရှိန်းတာဒီမှာရှိရခုမှတည် e-bike ကိုအရင်ကအဲ့လိုမျိုးရှိန်းချင်နေတာဟုတ်လားညီမလေးအဲ့လိုလိုက်ခဲ့လေမတို့ဒီကရှင်ဟုတ်အခက်လိုက်ပါမယ်ဒီ EV ကိုချော့မှာတော်ဆုံးလေးနဲ့စောက်ပေးရမယ်ပေါ့နော် spare part ဆိုလို့ရှိရင်လည်းအစုံညီမလေးတိုက်တဲ့ဟာပေါ့လေ brand မျိုးစုံပေါ့အဲ့ဒါလေးကိုမှစီမထားလိုက်တာနဲ့မတို့ကအကုန်လုံးရောင်းပြပါတယ်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်လို့ရှင်းပြရတဲ့အတွက်ကျေးဇူးပါညီမလေးကိုလို့စိတ်ဝင်စားနေတာမိပြီးရတဲ့လည်းကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါဒီရထဲမှာအစုံလေးရှိရဲ Next EV ကိုလာဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်XT EV. Drive the future.